ဆွမ်းလာလို့နေပို့တဲ့ project မျိုးတွေမဟုတ်ဘဲနဲ့ project အသေးတွေပဲထုတ်ပေးရတာများတယ်ဆိုရင်ဒီလိုဆင်တဲ့ဟာကိုအောင်စိုက်ပြီးတိကျထားအားလုံးမင်္ဂလာပါကျွန်တော်နေ့ပြချင်တဲ့အကြောင်းအရာလေးကတော့ကိုတောင်မှာ construction ပစ္စည်းတွေနဲ့ပတ်သက်ရင်အခုလိုမျိုးဗျာလုပ်ငန်းသုံးဝရင်ချောင်းတွေအခုလိုဒီပစ္စည်းတွေကြောက်ပြားတွေနော်အဲ့ဒါနဲ့ပတ်သက်ရင်ကိုတောင်မှာဘယ်လိုမျိုးစနစ်ကြပစ္စည်းတင်မယ်ဘယ်ဟာကနီးတဲ့အမှန်လဲပေါ့နော်အခုလိုပစ္စည်းတွေကရောင်းတဲ့အခါမှာလည်းတင်ကြသလိုကိုယ်လုပ်ငန်းကဒီ construction project တွေရှိတဲ့အခါမှာလည်းဒီ project ကကိုယ်သုံးဖို့ item တွေနဲ့ store ထားကြတယ်ဒီမှာမိတ်ဆွေမြင်တဲ့နေရာတွေကိုတောင်ဆိုရင်ကိုယ့်ရဲ့လုပ်ငန်းတွေမှာရှိတဲ့ project တွေတော့သုံးတဲ့အခါမှာကိုတောင်ကလာထုတ်တဲ့အခါထုတ်ပေးတဲ့ပစ္စည်းစင်တွေပေါ့နော်အဲ့ဒီမှာတော့ကျွန်တော်မိတ်ဆွေတို့မြင်တွေ့ရတဲ့အတိုင်းပစ္စည်းထားတဲ့နာမည်လေးတွေဒေချာလေးပေးပြီးတော့ထားတယ်ပုံးနေရလဲ market မှာတော့ဒါကိုစနစ်ကြသုံးတဲ့ bin ရှိတယ် plastic bin တွေပေါ့နော်ဟုတ်မြန်မာနိုင်ငံမှာတော့အဲ့ bin တွေကအခုချိန်မှာတမိုးအဖြစ်နေများတော့တက်တာပြီးတော့ပို့ပြီးကျွန်တော်တို့အများကြီးသုံးလို့ရတယ်တတိချင်းလေးတွေပေါ့နော်အဲ့ဒါတွေနဲ့ကျွန်တော်သုံးတာတယ်ဒီမှာဆိုရင်သူတို့ရဲ့ original ပုံးတွေပေါ့တချို့မားတဲ့ပုံးတွေကိုမှဘူးခွန်တွေနဲ့ပြန်သုံးပြီးတော့ဒီ label လေးတွေကျွန်တော်ကတ်ပြီးတာ okay အဲ့တော့ထားတဲ့ပုံစံကိုပြောအောင်ဒီကောင်တွေကိုဘယ်လိုထားရနည်းလဲအမှန်လဲပြောချင်တာကဒီဝရင်ချောင်းတွေဆိုတာကအခုလိုမျိုးအပြည့်လေးလုပ်ပေးထားတာကချောင်းချောင်းလာထုတ်လို့ရတယ်ပုံမှန်အဖြစ်ကတော့အဲ့လိုပေါ့နော်ချောင်းချောင်းတော့လာမထုတ်ကြဘူးအနည်းဆုံး9ချောင်း10ချောင်းထုတ်ကြတာပေါ့နော်သူတို့သုံးမဲ့ပမာဏကိုမူတည်ပြီးတော့တချို့ကကြတော့အခုလိုဘူးလိုက်လာယူကြတာနော်အဲ့တော့ဒီလိုဘူးတွေဒီလိုအချောင်းတွေကိုအခုလိုမျိုးစင်လေးတစ်ခုနဲ့ချင်းလေးမှာထားတာကောင်းလားသုံးဖို့ကိုကပဲလက်တစ်ခုစင်လိုက်ပြီးတော့အဲ့ပဲလက်ပေါ်မှာပဲဒီကောင်တွေကိုဖာလိုက်ထားပြီးတော့တခုလုံးဒီကောင်တွေရှိတဲ့ဘိုးပုံးတွေရှိတဲ့ဖာလိုက်ထားတဲ့ပဲလက်မှာအဲ့ချက်ဖာပုံးမှာကိုသွားယူပြီးတော့ဒီဟာကိုပတိထုတ်မလားပေါ့နော်အဲ့ဒါကိုရွေးစရာရှိတယ်ကျွန်တော်အခုပြည်တင်ကကိုတောင်တွေလိုက်လည်ကြည့်တဲ့အခါမှာတန်းတန်းမတူကြဘူးတချို့ကကြတော့အဲ့ဒီပစ္စည်းတွေကိုအပုံလိုက်ကြီးထားတဲ့ပဲလက်ကရှိမှသွားယူရတာတချို့ကကြတော့အခုလိုစင်လေးထားထားတယ်အဲ့တော့အဲ့ဒါကိုရှင်းပြဖို့ရမှာကျွန်တော်ကစနစ်တစ်ခုကြောင်းရှင်းပြရမှာအင်္ဂလိပ်လိုခေါ်မယ်ဆို forward reserve လို့ခေါ်တယ် forward ဆိုတာကသူကအခုလိုလာထုတ်ရလွယ်တဲ့ပစ္စည်းထားတဲ့စင်မျိုး forward storage လို့ခေါ်တယ်သူကကြတော့အခုလိုအပြည့်လေးတွေပဲထားတယ်အမျိုးအစားအစုံဖြစ်အောင်ထားတယ်အဲ့တော့ကျွန်တော်တို့ကချင်းလေးတွေနေရာနည်းနည်းလေးမှလည်းအခုလိုပစ္စည်းတွေကိုလိုချင်တာလေးတွေကဘယ်လိုတကူလာယူလို့ရတယ်ပေါ့နော် forward storage ဆိုတာကအဲ့လိုမျိုးပစ္စည်းတွေကိုယူရလွယ်တဲ့နေရာမှာအများကြီးထားလို့ရတဲ့ပုံစံမျိုးနဲ့ထားတာသူပစ္စည်းကောက်နေရပေါ့နော်အဓိကတော့ reserve storage ကကြတော့အဲ့လိုမဟုတ်ဘူးဒီပစ္စည်းတွေကိုချက်ဖာတွေနဲ့အများကြီးထားတာအဲ့ဘယ်လိုသုံးလဲအများဆုံးအဖြစ်က business to customer B2C ဆိုရင် forward storage နဲ့ထားတယ်ဥပမာကျွန်တော်တို့ကလုပ်ငန်းတွေမှာထုတ်ပြီးတဲ့အခါမှာတယောက်စနေစလာထုတ်ပြီးတဲ့ဒီ engineer တွေပြင်ထင်းနေတာသူတို့ကိုပေးရတယ်ဆိုတာလေကိုတော်တို့ကသူတို့က customer ပဲလေနော်အဲ့တော့တယောက်ချင်းလာယူရလွယ်အောင် forward storage နဲ့ထားတယ်အဲ့ဒီနေရာမှာ B2C မဟုတ် B2B ဆိုတာ business to business ပြောချင်တာကကျွန်တော်တို့လုပ်ငန်းတစ်ခုချိတ်ဆက်ဝယ်ယူတဲ့အခါမှာပဲလက်လိုက်ဝယ်ကြတော့အဲ့ဒီခါမှာဆိုရင်ဒီဆွမ်းနာလိုမျိုး reserve storage ပေါ့နော်ပဲလက်နဲ့ထားတဲ့ပစ္စည်းတွေကိုတစ်ခါတည်းပဲလက်လိုက်ယူရတာမျိုးရောင်းဝယ်ကြတယ်လုပ်ငန်းမှာဆိုရင်တော့တခြား project အကြီးနေရ project အကြီးတဲ့ပစ္စည်းတွေပို့ကျင်တဲ့အခါမှာတော့အဲ့ပဲလက်တွေကတတ်ပို့အဲ့တော့သူက storage တစ်ခုလည်းပဲထားရဲဆိုတာထက်အခုလိုမျိုး pallet storage ရောအခုလို sin storage ရောထားတာနှစ်ခုထားပေါ့။ဘာကြောင့်လဲဆိုတော့ forward storage ကပစ္စည်းလာယူရလွယ်တယ်ဗျ။ဥဆုံးပြောမယ်ဆိုရင်ကျွန်တော်တို့ဒီလိုမျိုးလက်တကန်းလောက်ရှိတဲ့ sin လေးနေရာမှာပစ္စည်း၄-၅မျိုးလောက်ရှိအဲ့တော့ဒီ၄-၅မျိုးကလည်းအယောင်တွက်တဲ့ကောင်တနည်းအားဖြင့်အထွက်များတဲ့ကောင်ပေါ့နော်ဒီမှာတော့လုပ်ငန်းမှာအသုံးများတဲ့ကောင်အဲ့ကောင်လည်းစီထားဖြစ်တဲ့အတွက်တော်လိုချင်တဲ့လူကဒီမှာအလွယ်တကူလာပြီးတော့ယူလို့ရတယ်။အခုလိုမတူညီတဲ့ပစ္စည်းတွေကိုတနေရာထဲမှာလာပြီးကောက်လို့ရတယ်။အဲ့ဒါသူ့ရဲ့အားသာချက်ပဲ။သူ့ရဲ့အားနည်းချက်ကတော့ stock ကောက်ရတာပေါ့ကိုက storage နှစ်ခုခွဲထားတာဖြစ်တဲ့အတွက်ပစ္စည်းတွေတက်တဲ့ခါမှာဒီစင်လေးတွေလည်းစစ်ကြတယ်ပြီးတော့သူ့ရဲ့ပင်မပစ္စည်းထားရနေတာဖြစ်တဲ့ pallet တို့ချက်ဖာပုံတို့အဲ့ဒါလည်းသက်စစ်ကြတယ်ပေါ့နော်ပြီးတော့ဒီဘက်ကကုံသွားတဲ့ခါမှာဥမာအခုဒီမှာဆိုရင်ပစ္စည်းကုံနေပြီဘာမှမရှိတော့အဲ့တော့ကကျွန်တော်တယောက်ကလာပြီးတော့ဒီကိုလာဖြစ်ပေးရအဲ့တော့ဘယ်ဟာသုံးရင်ကောင်းမလဲဆရာဆိုရင်ကိုယ့်လုပ်ငန်းကဘယ်လို operate လုပ်လဲအဲ့ဒါကိုသိရမှာဒီလိုမျိုးတစ်ခုချင်းထုတ်ပေးရတဲ့ operation ကအရင်ရေးကြီးတယ်မဟုတ်ရင်ကိုထုတ်ပေးတဲ့နောက်ကျရင် delay ဖြစ်မယ်ပြုတ်မယ်စိုးဖြစ်တဲ့ process လိုရဲဆိုတော့ဒါမျိုးလေးထားနောက်တစ်ခုကကိုယ့်ရဲ့ထုတ်တဲ့ behavior ပေါ့နော်ဆွမ်းလာလို့နေပို့တဲ့ project မျိုးတွေမဟုတ်ဘဲနဲ့ project အသေးတွေပဲထုတ်ပေးရတာများတယ်ဆိုရင်ဒီလိုဆင်တဲ့ဟာကိုအောင်စိုက်ပြီးတိကျထားတော့မကွာမဟုတ်ဘူးတစ်ခါထုတ်ရင်အများကြီးထုတ်တယ်ဒီလိုမျိုး range ချောင်းတွေကိုမှပဲဖာနဲ့ထုတ်တယ်ဆိုရင်တော့ဒီလိုမျိုးဆင်လေးတွေခွဲထားအလကားပဲအဲ့ဒါကြတော့ကျွန်တော်တို့ကသူ့အတွက်တီးတန်ကျိုင်းမြုံမှာ pallet တင်ပြီး pallet ပေါ်မှာချက်ခွာရင်းနဲ့တိန်းတာကပို့ပြီးထိရောက်တဲ့တိန်းစီးတဲ့ပုံစံဖြစ်တယ်အဲ့ဒါဆိုရင်ပဲဆိုတော့အခုမြင်တာသေးတယ်ကျွန်တော်တို့ရဲ့ဆောက်လုပ်ပစ္စည်းနဲ့ဆက်တဲ့ဝရင်ချောင်းကြောက်ပြဒီကုံသုံးတဲ့ပစ္စည်းတွေနဲ့မူတည်ပြီးတော့ဥမာရှင်းပြတာဖြစ်တယ်ကိုတော်တစ်ခုမှာတော့ပဲဆိုတော့မြေတရားအတိုင်းပဲ project တစ်ခုတော့ဆိုအဲ့လိုပစ္စည်းမှာအများကြီးရှိတယ်အဲ့ဒီခါမှာကျွန်တော်တို့ကဘာအဓိကကြည့်ရလဲဆိုတော့ဒီပစ္စည်းရဲ့သုံးဆွဲမှုပုံစံနော်ဒီပစ္စည်းကိုဘယ်လိုတင်ရလဲဆိုတော့နီးမှန်လမ်းမှန်တင်တင်လာပေါ့အဲ့ဒါလည်းအရေးကြီးတယ်ချို့ပစ္စည်းတွေကကျတော့အခုလိုမျိုးထားလို့မရဘူး AC environment နဲ့တုံးပြီးထားရတဲ့ pair pass တွေပစ္စည်းမျိုးစားတွေရှိတော့အဲ့တော့မိတ်ဆွေကဒါတွေကိုတေးချာချာအလေးထားပြီးတော့ထားတဲ့ပုံနဲ့မှန်မယ်
စေတနာစနစ်ကြမယ်ဆိုရင်အဲ့ကိုတော့ကလည်းမရှိတော့အဲ့တော့နောက်မှဆက်ပြကြအောင်